ရင်နေ့က high OSSD အကြောင်းကိုရှင်းပြပေးသွားပြီဆိုတော့ဘယ်နေ့လောက်မှဘယ် model တွေကစရမလဲဆိုတော့ဒီနေ့တော့ပြပြပေးမယ်အားလုံးပဲမင်္ဂလာပါ Galaxy Mobile ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ပထမဆုံးအသုတ်တွေအနေနဲ့ဒီ Abela နဲ့ဇွန်လတွေမှာကဒီ model အသစ်တွေဖြစ်တဲ့ Camon 40 series ရရှိမယ်လို့သူတို့ကြီးညာထားတယ် model တွေနဲ့ကတော့ Camon 40 Premier 5G နဲ့ Camon 40 Pro 5G Camon 40 5G တွေပဲဖြစ်ပါတယ်ဒုတိယသုတ်အနေနဲ့ဒီဇွန်လနဲ့စက်တင်ဘာလတွေမှာကလူကြိုက်များဆုံးဖြစ်ခဲ့တဲ့ဒီ Camon 30 series နဲ့ Power 7 series တွေပဲဖြစ်ပါတယ်ခင်ဗျာ model တွေအနေနဲ့ကတော့ Camon 30 Premier 5G နဲ့ Camon 30 Pro 5G Camon 30 5G နဲ့ Camon 30S Pro တို့ပဲဖြစ်ပါတယ်ခင်ဗျာPower series တွေနဲ့ကတော့ Power 7 Pro 5G Power 7 Neo တို့ပဲဖြစ်ပါတယ်ခင်ဗျာတတိယသုတ်အနေနဲ့ကတော့ဒီအော်တိုဘာလနဲ့ဒီဒီဇင်ဘာလတွေမှာခေါက်ဖုန်းတွေကိုပဲဒီခေါက်ဖုန်းတွေကိုပေါ့ဒီနေ့နှစ်ကုန်လောက်မှာသူတို့ရရှိမယ်လို့တော့ကြေညာထားတယ်ဘော်ဒီအနေနဲ့ကတော့ Tecno Phantom V42 5G နဲ့ Tecno Phantom V52 5G တို့ပဲဖြစ်ပါတယ်ခင်ဗျာခုလို update တွေကိုနှိုင်းတင်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ Galaxy Mobile ရဲ့ Facebook YouTube TikTok channel လေးတွေကိုလည်း like and follow လုပ်ထားဖို့မမေ့ပါနဲ့ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြမယ်